လုံးဝထမင်းမစားဘယ်နှစ်ရှိပြီနေ19နှစ်တောင်ရှိပြီအဲ့အနှစ်20လောက်ရှိထမင်းလုံးဝမစားဘူးကွယ် Oh my god wow ထမင်းကတော့အခုအရန်ပင်ပန်းတော့နည်းနည်းတော့ပြန်စားပြစ်တယ်ပေါ့နော်ဘာလို့ထမင်းတက်ကလည်းခဏကိုမှလိုအပ်တာဆိုတော့ထမင်းဖြစ်ပင်မဲ့လေဒါတခြားဟာကြီးစားရဲအဲ့တစ်ခါအင်တာဗျူးဖြေလိုက်တာထမင်းမစားဘူးဆိုတော့ဘာကြီးစားလဲပေါ့ yeah boy ငကိုတွေကလည်းထမင်းကိုမစားကြည့်အောင်ဟုတ်အဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲသိ You serious? မြန်မာထမင်းအဲ့လိုတော့နည်းနည်းချက်သိနေထားရကြောက်တာပေါ့မြန်မာထမင်းသိမဖြန့်လေ ကျွန်တော်လုံးဝငပိအနံလုံးဝခံလို့မရကျွန်တော်ငပိအနံနဲ့ကျွန်တော်နဲ့ဓာတ်ရိုက်တွေ့ကျွန်တော်မူးပါလဲတာ You serious? အဲ့တော့တော်တော်ဆိုတာပြီးတော့ငငယ်တွေကလည်းအဲ့လိုမျိုးဟိုဂျုံဆန်ပြောင်းနေပဲစားအဓိကဥမာထမင်းမစားဘဲနဲ့ပါမုတ်စားတာတော့မနက်မိုးလင်းအဲ့လိုပါမုတ်ကြိုက်တာလို့